ကျွန်တော်တို့ဒီနေ့ဘုရားသခင်နှုတ်ကပတ်တော်အတွက်ကျွန်တော်အချိန်လေးနည်းနည်းပေးရအောင်ဘုရားသခင်ရဲ့နာမတော်ကိုကျွန်တော်အမြဲတမ်းချီးမွမ်းပြီးတော့ဖြစ်လေသမျှအရာအတွက်ကျွန်တော်တို့အမြဲတမ်းချီးမွမ်းရမှာဖြစ်ပါတယ်ဘုရားသခင်ကျွန်တော်တို့ကိုပေးသနာတော်မူတဲ့ဒီအသက်တာအရန်ကိုမြတ်လှပါတယ်ဆိုတဲ့အကြောင်းကျွန်တော်ပြောပြချင်ပါတယ်ကဘာမြေကြီးထဲမှာလူတကာလူအများစုဟာဒုက္ခဆင်းရဲကိုကြုံတွေ့ပြီးတော့လေတော်မှအလိုလောက်ရှူလို့မရတဲ့အချိန်မှာကျွန်တော်ဘုရားသခင်ရဲ့သားသမီးအများစုဟာဘုရားသခင်နှုတ်ကပတ်တရားတော်နဲ့ကျွန်တော်တယောက်နဲ့တယောက်ကျွန်တော်တိုက်တွန်းရတဲ့အခွင့်ကျွန်တော်ပေးသနာတော်မူတော့ဘုရားရှင်ရဲ့နာမတော်ဘုန်းကြီးပါစေဆိုပြီးတော့ကျွန်တော်ပထမဦးဆုံးနေတဲ့ကျွန်တော်ပြောပြချင်ပါတယ်အားလုံးပေါ်ဘုရားရှင်ကောင်းချီးမင်္ဂလာချပေးပါစေကျွန်တော်ဒီနေ့ဘာအကြောင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောပြချင်လဲဆိုတော့ဘုရားပိတ်လိုက်တော့အရာဆိုတဲ့ခေါင်းစဉ်နဲ့ကျွန်တော်အနေငယ်ဝေမျှချင်ပါတယ်ဘုရားသခင်ပိတ်လိုက်တဲ့တကားဘုရားသခင်ပိတ်လိုက်တဲ့အရာတစ်ခုဟာလူသားတွေအနေနဲ့ပြန်ပြီးတော့ဖွင့်ဖို့မလွယ်ဘူးလူတွေကကျွန်တော်တို့ဘလောက်ပဲစူးစမ်းဘုရားသခင်ပိတ်လိုက်တဲ့အရာဟာလူတွေကဘယ်လိုမှဖွင့်လို့မရဘူးကျွန်တော်တို့မလုပ်နိုင်တဲ့အရာကိုဘုရားသခင်ကျွန်တော်ပုံအပ်ထားမယ်ဆိုဘုရားသခင်ကကျွန်တော်တို့အတွက်လမ်းတွေအားလုံးဘုရားသခင်ဖွင့်ပေးမှဖြစ်ပါတယ်။တဲ့ရဲ့ဘဝမှာတကားဘလောက်ပဲပိတ်ထားလမ်းစမရှိလို့လမ်းပြောက်ကွယ်တော့မှဘုရားသခင်ကအဲ့ဒီတကားအဲ့လမ်းတွေကိုပြန်ဖွင့်ပေးလိုက်မယ်ဆိုရင်တော့ခဏလေးအတော်တွင်မှာအားလုံးဖွင့်တော့ဖြစ်ပါတယ်ဗျာဒိတ်အခန်းကြီး14အငယ်7ထဲမှာကျွန်တော်တွေးတဲ့အတိုင်းပဲဘုရားသခင်ရဲ့နှုတ်ကပတ်တော်ဘုရားသခင်ရဲ့ပင့်ညက်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကိုလိုက်လျှောက်တော်သူနဲ့ဘုရားသခင်ကိုအကျွမ်းမဲ့ယုံကြည်တော်သူဟာသစ္စာတော်နဲ့ပြည့်စုံတော်သူဖြစ်ပြီးတော့စိတ်ရှည်သောဘုရားသခင်ရဲ့လူမျိုးဖြစ်တယ်ဆိုတာကိုကျွန်တော်တွေ့ရပါတယ်ကျွန်တော်စိတ်ရှည်တော်သူတော်စင်များဖြစ်ဖို့ကျွန်တော်အရန်ရည်ကြီးတယ်ကမ္ဘာပေါ်မှာရှိတဲ့ဘုရားသခင်ရဲ့သားသမီးတိုင်းဟာစိတ်ရှိကြရဲ့လားတကားတစ်ခုပိတ်ထားတဲ့အခါပဲဖြစ်တဲ့မှာလမ်းစပျောက်ွယ်တဲ့အချိန်မှာပဲဖြစ်ခင်များစိတ်ရှိရဲ့လားဆိုတာအရန်ရေးကြည့်တယ်ဒီထဲမှာကျွန်တော်ယောနာအကြောင်းနဲ့ကျွန်တော်တိုက်တွန်းခြင်းတယ်ဒီယောနာအကြောင်းကိုကျွန်တော်စဉ်းစားကြည့်မယ်ဆိုရင်ယောနာကအဲ့ဒီတင်းဘောစိတ်မှာရောက်နေတဲ့အချိန်မှာတာရှုမြို့ကိုသွားမလားနေနဝိမြို့ကိုသွားမလားဆိုတဲ့လမ်းတစ်ခုရဲ့အလှည့်မှာသူကရက်နေခြင်းဖြစ်ပါတယ်လမ်းစုံလမ်းခွာမှာသူကရက်နေခြင်းဖြစ်ပါတယ်ယောနာရဲ့အသက်တာကိုကျွန်တော်ကြည့်တဲ့အခါကျတော့ယောနာဆိုတာဘုရားသခင်ရဲ့လူဖြစ်တယ်ဘုရားသခင်ကသူ့ကိုခေါ်ထားခြင်းဖြစ်တယ်ဘုရားသခင်ကသူ့ကိုအသုံးပြုခြင်းလို့သူ့ကိုဗိတ်တိတ်ပေးထားခြင်းဖြစ်ပါတယ်ဒါပေမဲ့သူအမှုဆောင်တဲ့အချိန်တန်လန်းမှာသူ့ရဲ့စိတ်မရှိမှုသူကစိတ်မရှိခဲ့ပါဘူးဘာဖြစ်လို့လဲဆိုတော့နေနဝိမြို့မှာရှိတဲ့လူတွေဟာမကောင်းတဲ့သူတွေဖြစ်တယ်ဒုစရိုက်ကိုပြုတဲ့သူတွေဖြစ်တယ်လာမယ့်အချိန်မှာဘုရားသခင်ဘယ်လိုအမှုတွေပြုမလဲဆိုတာနားမလည်တဲ့အခါကျတော့ तू ကစိတ်ဆိုးနေပြီးတော့ဒီလူတွေကိုသွားပြောရင်လည်းသူတို့ကပြောင်းလဲခြင်းမှာပြောင်းလဲမယ်ဒါပေမဲ့ကျွန်တော်ဒီယောနာဝတ္ထုကိုကျွန်တော်ပြန်ဖတ်ကြည့်တဲ့အခါကျတော့ယောနာရဲ့စိတ်ထဲမှာဘာပို့ပြီးတော့တန်တရားဖြစ်လဲဆိုတော့ तू အဲ့နေနဝိမြို့ကိုသွားပြီးတော့တရားသွားဟောလိုက်အဲ့လူတွေကဘုရားတရားကိုလက်ခံပြီးတော့ဘုရားသခင်ကသူတို့ရဲ့အပြစ်ကိုလွတ်ပြီးတော့ဟလာဒီဘုရားသခင်ကသူတို့ကိုဓာမပေးဘူးဘုရားသခင်ကစိတ်ရှိတဲ့ဘုရားဖြစ်တယ်ဘုရားသခင်ကသူတို့ကိုခွင့်လွှတ်တဲ့ဘုရားဖြစ်တယ်ဆိုတာကို तू ကဘုရားသခင်ပေါ်မှာအဲ့ဒီအရေးအချင်းတွေကိုဘုရားသခင်ရဲ့အရေးအချင်းတွေကို तू ကမကြိုက်လို့ तू ကနေနဝိမြို့ကိုမတော်ဘဲနဲ့ तू တာရှုမြို့ကိုသွားခြင်းဖြစ်ပါတယ်ဆိုပြီးတော့ကျွန်တော်ဒီမှာတွေ့ရပါတယ်ဒါကြောင့်ကျွန်တော်တို့သိရမယ့်အချက်ကပါလဲဆိုတော့ဘုရားသခင်ကကျွန်တော်တို့ခေါ်တာဖြစ်တယ်ဘုရားသခင်ကကျွန်တော်တို့ရဲ့ဘဝမှာဘာဖြစ်စေခြင်းလဲဆိုပြီးတော့ကျွန်တော်တို့ကိုလမ်းပြတဲ့ဘုရားဖြစ်တယ်ယောနာကိုလည်း तू ကလမ်းပြတဲ့ဘုရားဖြစ်တယ်ကျွန်တော်ဘာသိရမလဲဆိုတော့ဘုရားသခင်ရဲ့ agenda ဘုရားသခင်ရဲ့သဘောတရားအတိုင်းဘုရားသခင်ကသူ့ရဲ့နှုတ်ကပတ်တော်ရှိတဲ့အတိုင်းကျွန်တော်တို့ကိုအလုပ်စေဖို့ဒီသတင်းစကားတွေကိုဖြန့်ဝေဖို့ဘုရားသခင်ကျွန်တော်တို့ကိုရည်ရွယ်ချက်ရှိတယ်နှုတ်ကပတ်တော်ကိုကျွန်တော်ဝေမျှရမှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ agenda ကျွန်တော်တို့ရဲ့အကြံစီကိုဘုရားသခင်ကလုပ်မဲ့သူမဟုတ်ဘူးတခါတလေကျတော့လူသားတွေကကိုဖြစ်ချင်တဲ့အရာဟလာကို agenda ကိုစိတ်ထဲမှာရှိတဲ့အရာကိုဘုရားသခင်ကလုပ်ဖို့ကျွန်တော်တို့ကအမြဲတမ်းရည်ရွယ်တယ်အဲ့ဒါမားတဲ့ idea ဖြစ်တယ်မားတဲ့အယူဆဖြစ်တယ်ဘာဖြစ်လဲဆိုတော့ဘုရားသခင်ရဲ့ agenda ဘုရားဖြစ်စေလိုတဲ့အရာကိုကျွန်တော်တို့ကလုပ်ဖို့ကျွန်တော်တို့ရဲ့အသက်တာမှာကျွန်တော်တို့လှုပ်ရှားသွားလာဖို့ဘုရားသခင်ရဲ့အလိုတော်နဲ့အညီကျွန်တော်လှုပ်ရှားဖို့ဖြစ်ပါတယ်အခါတလေကြောင့်ကျွန်တော်တို့ကအရန်တောင်းတယ်ဖြစ်ချင်တဲ့အရာတွေများတယ်ဘုရားသခင်ကလှုပ်ပေးဖို့ကျွန်တော်တို့လှုပ်ချင်တဲ့အရာကိုလှုပ်ပေးဖို့ကျွန်တော်တို့ကအဲ့ဒီဘိုင်းမှာကျွန်တော်အားပို့တန်တဲ့အခါကျတော့ပြဿနာတွေအများကြီးဖြစ်ရခြင်းဖြစ်ပါတယ်ဒါကြောင့်ဘုရားသခင်ကသူ့ရဲ့နှုတ်ကပတ်တော်ကိုကဘာပေါ်မှာရှိတဲ့မတိတော်သူများမယုံကြည်တဲ့သူများစီမှာနှုတ်ကပတ်တော်အားလုံးရောက်ရှိဖို့ဘုရားသခင်ကကျွန်တော်တို့ကိုဆေလွတ်ခြင်းဖြစ်ပါတယ်အဲ့ဒီနီးသူယောနာကိုလည်းဘုရားသခင်ကနိနေဝေမြို့ကိုသွားဖို့သူကဆေလွတ်ခြင်းဖြစ်ပါတယ်ဒါကြောင့်ဘုရားသခင်ကကျွန်တော်တို့ကိုဘလောက်ပဲသူ့ရဲ့စိတ်တဘောတိုင်းသူ့ရဲ့စိတ်ထဲမှာရှိတဲ့အတိုင်းကျွန်တော်တို့ကိုလှုပ်ခိုင်းစေခြင်းပေမဲ့
ကျွန်တော်တို့ရဲ့သဘောတရားကိုလည်းသူကလေးစားတယ်ကျွန်တော်တို့ဒီဟာကိုရွေးမလားမရွေးဘူးလားကျွန်တော်တို့ကလုံမှမလုံဘူးလားဆိုတာဘုရားသခင်ကအာနာကိုတုံးတာမဟုတ်ဘူးကျွန်တော်တို့ကိုအတင်းအဓမ္မကျွန်တော်တို့ခိုင်းစေတဲ့အရာမဟုတ်ဘူးကျွန်တော်သိရမှာဘုရားသခင်ကကျွန်တော်တို့ရွေးချယ်တဲ့အရာကိုလည်းသူကအမြဲတမ်းလေးစားတယ်ကောင်းနေဖြစ်ဖြစ်မကောင်းနေဖြစ်သူကလေးစားခြင်းဖြစ်ပါတယ်လူသားတွေကိုဘုရားသခင်စိတ်ရုပ်လို့အုပ်ချုပ်ခြင်းမဟုတ်ဘူးကျွန်တော်တို့အမားအမှန်ကျွန်တော်တို့ခွဲခြားလို့ရတယ်ဘာဖြစ်လဲဆိုတော့ကျွန်တော်ကဘာဦးကျမ်းကျွန်တော်ပြန်ကြည့်မယ်ဆိုရင်ဘုရားသခင်ကကျွန်တော်တို့ကိုဖန်ဆင်းတဲ့အချိန်မှာသူ့ရဲ့ပုံတံတော်နဲ့အညီဖန်ဆင်းတယ်ဆိုပြီးတော့ကျွန်တော်ရေးထားပါတယ်ကျွန်တော်အဲ့ဒီကျမ်းချက်ကိုကျွန်တော်ပြန်လေ့လာတဲ့အခါကျတော့ပုံတံတော်နဲ့ညီဆိုတာဒီရုပ်ဝတ္ထုနဲ့တူတဲ့အရာပဲမဟုတ်ပဲနဲ့သူ့စိတ်နှလုံးတော်နဲ့တူတဲ့အရာဖြစ်တယ်သူစဉ်းစားတတ်တဲ့အရာနဲ့ကျွန်တော်တို့ကိုဖန်ဆင်းထားခြင်းဖြစ်တယ်ဘုရားသခင်ရဲ့ဉာဏ်တော်ကိုကျွန်တော်တို့မမီနိုင်တော့ရလဲဘုရားသခင်ရဲ့ပုံတံတော်နဲ့ညီဆိုတဲ့အခါကျတော့ရုပ်ပါတယ်ကျွန်တော်တို့ရဲ့ဉာဏ်ပါတယ်ကျွန်တော်ရဲ့အသိပညာအားလုံးပါခြင်းဖြစ်ပါတယ်အဲဒါကြောင့်ကျွန်တော်တို့ဒီလောကမှာကျွန်တော်အသက်ရှင်တဲ့အခါသိရမယ့်အရာပါဖြစ်လဲဆိုတော့စဉ်းစားရဒီဟာမာလာဒီလာမန္နာဆိုတော့စဉ်းစားရမှာဖြစ်ပါတယ်ဘုရားသခင်ကကျွန်တော်တို့ကိုဆက်ရုပ်လို့ကျွန်တော်ဖန်ဆင်းထားတာမဟုတ်ဘူးကျွန်တော်တို့ကိုရွေးချယ်ပိုင်ခွင့်ပေးထားတယ်ဆိုတော့ကျွန်တော်အာဒါနဲ့အေဝကိုဖန်ဆင်းခဲ့တယ်ကျွန်တော်တို့သိရပါတယ်အဲ့ဒါလို့ဘုရားသခင်ကျွန်တော်တို့ကိုရွေးချယ်ပိုင်ခွင့်ပေးထားတဲ့အခါကျတော့ကျွန်တော်ရဲ့ဘဝမှာဖြစ်ချင်တဲ့အရာတွေများလာတယ်တခါတလေကျတော့ကျွန်တော်တို့ကဘုရားသခင်ကျွန်တော်တို့ဘဝမှာဖြစ်စေခြင်းနဲ့ဘုရားသခင်ရဲ့ agenda ကိုကျွန်တော်နားမလည်တဲ့အခါကျတော့ကျွန်တော်ဘဝမှာဖြစ်ရမယ့်အရာတစ်ခုဟာကြံ့ကြာတတ်တယ်ကျွန်တော်ရရှိရမယ့်အမွေကောင်းကြီးမင်္ဂလာတွေဟာတခါတလေကျတော့ကြံ့ကြာတတ်တယ်ဘာဖြစ်လဲဆိုတော့ဘုရားသခင်ကျွန်တော်ကိုပြောတဲ့အရာကိုကျွန်တော်နားမထောင်ပဲနဲ့ကျွန်တော်တို့ဖြစ်ချင်တဲ့အရာတခုကျွန်တော်စဉ်းစားပြီးတော့လိုက်လုပ်တဲ့အခါကျတော့ဘုရားသခင်ကျွန်တော်တို့ကိုဖြစ်စေချင်တဲ့အရာဟလာဒီပန်းနိုင်တစ်ခုကိုရောက်ဖို့ဟာနှောင့်နှေးတတ်တယ်ဆိုတာကျွန်တော်သိရပါတယ်ဒါကြောင့်ဒီယောနဟာလည်းသူအဲ့ဒီလမ်းခွမှာသူကရှိနေပြီနေနဝေမြို့ကိုသွားမလားတာရှုမြို့ကိုသွားမလားဆိုပြီးတော့သူကရွေးချယ်နေတဲ့အချိန်မှာဘုရားသခင်ကသူ့ကိုရွေးချယ်ပိုင်ခွင့်ပေးထားတယ်အကောင်းကိုပေးထားတယ်အဆိုးကိုပေးထားတယ်ကောင်းတဲ့လမ်းကိုပေးထားတယ်ဆိုးတဲ့လမ်းကိုပေးဟလာကျွန်တော်တို့ဘဝမှာခံစားရတဲ့အရာတခုကောင်းကြီးပဲဖြစ်ဖြစ်မကောင်းတဲ့အရာပဲဖြစ်ဖြစ်ဟလာကျွန်တော်တို့ဘာသာကျွန်တော်တို့ရွေးချယ်တဲ့လမ်းဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ဘုရားသခင်ကိုအဖြစ်ပုံလို့မရဘူးစာတန်ကိုလည်းကျွန်တော်အဖြစ်ပုံလို့မရကောင်းတဲ့အရာတခုကဘာဖြစ်လဲဆိုတော့ you have the right power to choose ဆိုပြီးတော့ရေးထားတယ်ဘုရားသခင်ကျွန်တော်တို့ပေးထားတဲ့ကောင်းကြီးမင်္ဂလာကျွန်တော်တို့ကိုဖန်ဆင်းတော့ကပေးထားတဲ့ power ဆိုတာရှိတယ်ဘယ်အရာကိုလိုက်မလဲဟလားဒီနေရာကိုသွားမလားဟိုနေရာသွားမလားဒီနေရာသွားကောင်းမလားဒီနေရာမသွားကောင်းမလားဆိုတော့ဒီ power ကိုကျွန်တော်တို့ရွေးချယ်နိုင်ခွင့်ပေးထားတယ်ဆိုတာဆိုသိရပါတယ်ဒါကြောင့်ဒီ power ဟာပါလဲဆိုတော့သူလမ်းပြတဲ့နေရာကိုကျွန်တော်တို့ရွေးချယ်မယ်ဆိုရင်ဘုရားသခင်ကပါလဲကျွန်တော်တို့ကိုကူညီနိုင်မဲ့ဘုရားသခင်ဖြစ်တယ်ဘာအရာတစ်ခုပဲဖြစ်ဖြစ်ခက်ခဲတဲ့အရာတစ်ခုပဲဖြစ်ဖြစ်ဘုရားသခင်ကကျွန်တော်တို့ကိုကူညီနိုင်တဲ့ဘုရားဖြစ်တယ်အဲ့ဒါဘုရားသခင်ကကျွန်တော်တို့ရဲ့ power ဖြစ်တယ်ဆိုတာကျွန်တော်သိရပါတယ်ယောနဟာလည်းဘုရားသခင်ကသူ့ကိုဖန်ဆင်းထားကြတဲ့ရွေးချယ်ပိုင်ခွင့်ပေးထားတဲ့အတွက်ကြောင့်သူကဘယ်လမ်းကိုသူကရွေးချယ်ခဲ့လဲဆိုတော့တာရှုမြို့ကိုသွားဖို့သူကရွေးချယ်ခဲ့ပါတယ်ဒါဘုရားသခင်ရွေးချယ်စေတဲ့အရာမဟုတ်သူ့ကိုသူရွေးချယ်လိုက်တဲ့အရာဖြစ်ပါတယ်သူရွေးချယ်ပြီးတော့သွားတဲ့အချိန်မှာလည်းဘုရားသခင်ကသူ့ကိုမသွားနဲ့ဆိုပြီးတော့လက်ကနေပြီးတော့ဆွဲခေါ်ခြင်းမရှိပါဘူးဘုရားသခင်ကအဲ့လိုမျိုးဟလာအတင်းအဓမ္မကျွန်တော်တို့ကိုစေခိုင်းတာမျိုးအတင်းအဓမ္မဆွဲတာမျိုးအတင်းအဓမ္မရက်စေတာမရှိပါဘူးဘုရားသခင်ကျွန်တော်ကိုတွားခိုင်းတယ်အဲအကြောင်းယောနဟာလည်းတာရှိမြို့ကိုတွားတယ်သင်္ဘောပေါ်မှာသူရောက်သွားပြီအဲဒါကြောင့်ကျွန်တော်တို့ရဲ့ဘဝမှာကျွန်တော်ပြန်စဉ်းစားမယ်ဆိုရင်ကျွန်တော်ဘဝအသက်တာမှာဘုရားသခင်အလိုတော်ရှိတာပဲဖြစ်ဖြစ်မရှိတာပဲဖြစ်ဖြစ်ဥပမာပြောမယ်ဆိုရင်ဘုရားသခင်ကျွန်တော်တို့ရဲ့ဘဝအတွက်အလိုတော်မရှိတဲ့လမ်းကြီးတစ်ခုကိုလေကျွန်တော်တို့တွားတဲ့အခါကျတော့အစပိုင်းမှာရှော့ရှူတွားလို့ရပါတယ်အဲဒါကြောင့်လူတွေကဘုရားသခင်ကိုအာမကိုချင်တာပါလေဆိုတော့သူတို့လုပ်တဲ့အရာတိုင်းမှာအစပိုင်းမှာရှော့ရှူဖြစ်သွားတယ်အောင်မြင်တဲ့တူတဲ့တော်တော်များတယ်ဟုတ်လားမွေးဆေးဝါးကိုလုပ်တဲ့ခွေရံတွေအများကြီးရှိတယ်ကျွန်တော်တို့သိတယ်ဒါပေမဲ့သူတို့ရဲ့ဘဝအစပိုင်းမှာပိုက်ဆံတွေအများကြီးရတယ်ဟုတ်လားကားတွေပိုင်လာတယ်မျက်စိတမိတ်မှာလူတွေကကြီးပွားလာတယ်ကားတွေဝယ်လာတယ်မော်တော်ဆိုင်ကယ်တွေဝယ်လာတယ်ဟုတ်လားအိမ်နှစ်ထပ်သုံးထပ်တွေဆောက်လာတယ်အစပိုင်းမှာတော့ရှော့ရှူသွားပါတယ်ယောနဟာလည်းတာရှိမြို့ကိုတင်းမောနဲ့နင်လာတဲ့ခါကျတော့သူရှော့ရှူသွားပါတယ်အဲ့ဒီအချိန်မှာဘုရားသခင်ကတိတ်ဆိတ်နေတယ်ဒါကြောင့်ကျွန်တော်ဘဝမှာတစ်ခါတလေကျတော့ဘုရားသခင်ကတိတ်ဆိတ်နေတယ်ကျွန်တော်အမားတစ်ခုကိုလုပ်ပေးမယ်ဟလာမှန်တော့လမ်းကိုကျွန်တော်တို့မရွေးပေးမယ်
မာတော်လမ်းကိုကျွန်တော်ရွေးပေးမယ်မကောင်းတဲ့ဒုစရိုက်ကိုကျွန်တော်တို့လုပ်နေပေးမယ်ဖျားသခင်ကတိတ်ဆိတ်နေတတ်တယ်ဟုတ်လားအဲ့ဒါကြောင့်လူတကာဟာဆိုရင်သူတို့လုပ်တဲ့အရာတစ်ခုမှာဖျားသခင်ကချက်ချင်းမစီရင်တဲ့အခါကျတော့သူတို့လုပ်တဲ့အရာဟာမာနိုင်တယ်ဆိုပြီးတော့ထင်တဲ့လူတွေလည်းအများကြီးရှိပါတယ်အဲ့လိုပဲယောနာဟာလည်း तू ကတာရှိမြို့ဖက်ကို तू ကနေလာတဲ့အခါကျတော့ဟုတ်လားအဲ့ဒီနေရာမှာဖျားသခင်ကတိတ်ဆိတ်တယ်तू ကလည်းဟုတ်ပြီငါတော့လွတ်ပြီဆိုပြီးတော့ तू ကတင်းမောရဲ့ဝန်းပိုက်မှာ तू ကအိတ်နေတယ်ဖျားသခင်ကကျွန်တော်တို့ရဲ့ right ကျွန်တော်တို့ရဲ့ရွေးချယ်မှုကို तू ကလေးစားတယ်ကျွန်တော်တို့ကိုအမြဲတမ်းထိန်းသိမ်းပေးမယ်ဟုတ်လားကျွန်တော်တို့တွားချင်တဲ့လမ်းမှာကျွန်တော်တို့တွားလို့ရအောင်ဖျားသခင်ကျွန်တော်တို့ကိုရွေးချယ်ခိုင်းပါတယ်အဲ့ဒီနေရာကိုကျွန်တော်တို့သုံးသပ်မယ်ဆိုရင်တခါတလေကျတော့ကျွန်တော်တို့အမားတစ်ခုကိုရွေးပြီးတော့ကျွန်တော်တို့တွားနေတဲ့အချိန်မှာအဲ့ဒီတွားနေတဲ့လမ်းဖျားသခင်ကအဲ့ဒီနေရာမားနေတဲ့အရာကိုအသုံးချပြီးတော့ကျွန်တော်တို့ကိုတွင်တင်ဆုံးမဖို့အခွင့်အရေးယူတယ်ဆိုပြီးတော့ကျွန်တော်သိရပါတယ်အဲ့ကြောင့်ယောနာဟာလည်းသူတာရှုမြို့ကိုသွားတယ်ရှော့ရှူသူသွားတယ်လမ်းတစ်ဝက်လောက်ချိုးနေပြီဘာမှမဖြစ်ဘူးဟုတ်လားဒါပေမဲ့အဲ့ဒီအမားကြောင့်ယောနာဟာလည်းဖျားသခင်ကသူ့ကိုပညာပေးဖို့ဖျားသခင်ကသူ့ကိုမကောင်းတဲ့အရာဘာလဲကောင်းတဲ့အရာဘာလဲဆိုပြီးတော့ပညာပေးဖို့အဲ့ဒီအမားကိုပဲသူအသုံးပြုပြီးတော့ယောနာကိုသူကဆုံးမခဲ့တယ်ဆိုတော့ကျွန်တော်သိရပါတယ်တုတ်တန်ချမ်းခိုင်းဆက်လေးငယ်စနစ်ထဲမှာလူထင်ဒီအတိုင်းမှန်တော်လမ်းရှိတော်လဲဘုရားမှာမှန်တယ်လို့ထင်တဲ့လမ်းနေကျွန်တော်လိုက်လျှောက်ပေးမယ်အဆုံးမှာတေချင်းတို့ပို့တဲ့လမ်းရှိတယ်ဆိုတာကျွန်တော်ဒီမှာတွေ့ရပါတယ်အစပိုင်းမှာတော့မှန်ပါတယ်ကျွန်တော်တို့သွားလို့ရပါတယ်ဟုတ်လားကျွန်တော်မောင်ခိုရီလှုပ်လို့ရပါတယ်ဘိန်းနေရှူလို့ရပါတယ်ဟုတ်လားအစပိုင်းမှာကျမ်းမာရေးကောင်းတယ်ကျွန်တော်အရက်တွေတောက်နိုင်တယ်ဟုတ်လားအရက်တောက်ပြီးတော့လူ10ယောက်15ယောက်နဲ့ကျွန်တော်ထိုးလို့ရတယ်ဟုတ်လားအစပိုင်းမှာကျွန်တော်ပိုက်ဆံတွေများနေတယ်ဆိုတော့တငယ်ချင်းအပေါင်းဖော်လည်းများနေပါတယ်ဟုတ်လားလူချစ်လူခင်လည်းများပါတယ်အစပိုင်းမှာရှော့ရှူဖြစ်ပါတယ်ဟာလာလူကောင်းတွေထက်တောင်မှကောင်းကြီးရတယ်လို့ဖြစ်ပါတယ်ဟာလာအလူငွေတွေလည်းအိတ်လိုက်ဟာလာရာတန်းထောင်တန်းတွေဖျားကြောင်းတွေပို့ပါတယ်ဟာလာတချို့ပါစတာတွေကလည်းမျက်နှာသာပေးခဲ့ပါတယ်ဟာလာဒါပေမဲ့ကျွန်တော်ဘောမှာစဉ်းစားမယ်ဆိုရင်လူထင်နေအတိုင်းမာနောလန်ရှိတော့လေအဆုံးလိုက်တေချင်းတို့ပို့တဲ့လမ်းရှိရဲဆိုတာကျွန်တော်သိရပါတယ်အသက်တာမှာကျွန်တော်ကြည့်မယ်ဆိုရင်အခုကျွန်တော်ဆိုရင်အသက်40ကျော်ဒီအသက်40ထဲမှာကျွန်တော်တွေ့ရတဲ့လောက်ဆိုရင်တော့ငွေစေဝါနဲ့ချမ်းသာတဲ့လူငွေစေဝါသုံးဆွဲတဲ့လူတွေဟာကျွန်တော်အသက်20 25တော့ကကျွန်တော်ထင်ခဲ့တယ်သူတို့ကအတော်ကောင်းကြီးခံစားပါလားမော်တော်ဆိုင်ကယ်နဲ့စီး3စီးရှိတယ်ကားရှိတယ်တိုက်ရှိတယ်ကျွန်တော်ထင်တာတော့သူတို့ကောင်းကြီးအရင်ရတယ်ဒါပေမဲ့ကျွန်တော်အသက်40ချိုးလာတယ်30ချိုးလာတဲ့ခါကျတော့အဲ့ဓာတွေဟာစပြီးတစားပျောက်သွားတယ်သူတို့အသက်တွေပျောက်သွားတယ်ငငယ်ရွယ်နဲ့တည်သွားတယ်ငငယ်ရွယ်နဲ့ထောင်ထဲရောက်သွားတယ်နောက်ကျတော့အိမ်အပေါင်ဆုံးပြီးတော့ကားအပေါင်ဆုံးပြီးတော့ဆိုင်ကယ်တွေအပေါင်ဆုံးပြီးတော့ဟာလာနောက်ဆုံးကျတော့တုံညနဲ့ပဲသူတို့အသက်ဆုံးရပါတယ်အဲကြောင့်ကျွန်တော်ဘုရားမှာလူထင်းနေတိုင်းမာနောလက္ခဏာရှိတော့တဲ့အစုံလိုက်တေးချင်းတို့ပို့တော့လမ်းခီဖြစ်တယ်ဆိုတော့ကျွန်တော်ဒီကြမ်းချက်ကကျွန်တော်တို့ကောင်းကောင်းပြခဲ့ပါတယ်အခုယောနာရဲ့အသက်တာကိုကျွန်တော်ကြည့်မယ်ဆိုရင်သူ့လမ်းခီရဲ့အတိုင်းသူတာရှုမြကိုရှော့ရှူသွားပါတယ်ကျွန်တော်ဘုရားအစပိုင်းမှာကောင်းပါတယ်ဒါပေမဲ့ဘုရားသခင်ကျွန်တော်တို့ကိုပညာပေးခြင်းတဲ့အခါကျတော့ဘာဖြစ်လာလဲဆိုတော့ယောနာဟာလည်းတာရှုမြဖြစ်ကိုသွားတဲ့အခါကျတော့ तू ကတော့ okay နေပြီဒီတင်းဘောရဲ့ဝန်းပိုက်ထဲမှာ तू အိတ်နေတယ်အိတ်ဆက်ပြီးတော့ဟာလာအိမ်မက်တွေကောင်းနေတယ်ဒါပေမဲ့အဲ့လိုတွားနေတဲ့အချိန်မှာဘုရားသခင်ကယောနာကိုသူ့ရဲ့အကြံစီတော်အတိုင်းသူကဖြစ်စေခြင်းတဲ့အခါကျတော့ဘုရားသခင်ကအဲ့ဒီအမားထဲကနေပြီးတော့အမှန်သိစေခြင်းတဲ့အခါကျတော့ဘာဖြစ်လာလဲဆိုတော့လေမုန်တိုင်းတွေတိုက်လာတယ်အယံပြင်းထန်တဲ့လေမုန်တိုင်းတိုက်လာတဲ့အခါကျတော့လေမုန်တိုင်းကြောင့်သူစီးသွားတဲ့တင်မောဟာမြို့လူဆဲဖြစ်သွားတယ်အဲ့ဒီလေဆက်ချင်းတွားတော့ကမကောင်းတဲ့သူတွေနှက်ကိုးကွယ်တဲ့လူတွေဘုရားမကိုးကွယ်တဲ့လူတွေတိုင်းတပါတူတွေနဲ့သူကအတူတူစီးပြီးတော့ okay ဖြစ်ပါတယ် okay ပဲသူကောင်းကြီးခံစားတယ်လို့ပါလို့နဲ့အဲ့ဒီအချိန်မှာ तू က okay ဖြစ်ပါတယ်ဟာလား तू ကောင်းကြီးမင်္ဂလာခံစားတရားရောဖြစ်သွားတယ်သူရဲ့ပတ်ဝန်းကျင်မှာလည်းဘာမှမဖြစ်ဘူးလူတွေကလည်းတချင်းဆိုပျော်မြူးပြီးတော့အရက်တောက်တယ်ပျော်မြူးကြတယ်ဟာလားဘာမှကိစ္စမရှိခဲ့ဘူးဒါပေမဲ့အဲ့ဒီအချိန်မှာလေမုန်တိုင်းတိုက်လာတဲ့အခါကျတော့ပြဿနာဖြစ်သွားတယ်အရင်တော့ကဒီလေမုန်တိုင်းမျိုးဟာမတိုက်ခဲ့ဘူးဒီလောက်ပြင်းထန်တဲ့လေမုန်တိုင်းမျိုးဆိုတော့သူတို့မကြုံခဲ့ဘူးတဲ့အခါကျတော့ကျွန်တော်တို့စီးလာတဲ့လေယာဘာဖြစ်သွားလဲစိတ်ထဲမှာကြောင်ကြောက်ချဖြစ်သွားပြီဘာဖြစ်လို့ဖြစ်လဲဘာဖြစ်လို့ဒီလိုဖြစ်တာလဲဘာဖြစ်လို့ဒီလိုမျိုးလေမုန်တိုင်းတွေတိုက်လာလဲဒီလိုမျိုးမဖြစ်ခဲ့ဘူးဘယ်လိုဖြစ်တာလဲဆိုပြီးတော့လူတွေကသိသွားပြီအဲ့ချိန်မှာဘုရားသခင်ကသူ့ရဲ့အကြံစီရှိရဲဆိုတာဟာကျွန်တော်ဒီမှာသိရပါတယ်အဲကြောင့်ဘုရားသခင်ကအဲ့ယောနာကိုသူကရွေးချယ်ပြီးသားဖြစ်တယ်ဗိတ်သိက်ပေးထားတဲ့ဘယောဖြစ်တယ်အဲကြောင့်ဘုရားသခင်ကသူ့ရဲ့လူဒီလိုမျိုးသူဗိတ်သိက်ပေးထားတဲ့လူသူရွေးချယ်ထားတဲ့လူသူ့အသွေးတော်နဲ့
သူ့ကိုကယ်တင်ခဲ့တဲ့လူတယောက်ဟာလူမျိုးလူတွေနဲ့ရောရောင်ပြီးတော့တာရှုမြို့ကိုရောက်သွားဖို့ဘုရားသခင်ကအလိုမရှိပါဘူးအဲ့တော့တင်ဖို့မှာလေဒီနေ့ခင်ဗျားပါပဲလုပ်ဟုတ်လားမကောင်းဆိုးဝါမကောင်းတဲ့စီးပွားရေးပဲဖြစ်ဖြစ်မကောင်းတဲ့အရာတစ်ခုခုပဲဖြစ်ဖြစ်မကောင်းတဲ့အရာတစ်ခုကိုလုပ်နေတယ်ဆိုရင်အချိန်မနှောင်းခင်ဘုရားသခင်တင့်ကိုပေးနိုင်ပါတယ်အဲ့လိုမျိုးဘုရားသခင်ကပေးတဲ့အချိန်ကိုခင်ဗျားသိတဲ့အခါကျတော့အမြန်ဆုံးဘုရားသခင်တင့်အတွက်ထားပေးတဲ့ဒီလမ်းခီးကိုချက်ချင်းဆိုသလိုကျွန်တော်တို့အဲ့ဒီလမ်းကိုပြန်လိုက်ဖို့အရန်ရေးကြည့်တယ်ဆိုတာကျွန်တော်သိရပါတယ်ရှင်ပေတရုပထမဆောင်ခန်းရဲ့တဲ့ညံနဲ့ဆယ်ထဲမှာပါရေးထားလဲဆိုတော့ဘုရားသခင်ကဒီဘုရားသခင်သားသမီးတွေကိုဒီကဘာဦးစတဲ့ကဒီကဘာကြီးမတီထောင်ကြတဲ့ကကျွန်တော်တို့ကိုရွေးချယ်ခဲ့တဲ့သူတွေဖြစ်ပါတယ်အဲကြောင့်ကျွန်တော်တို့ကဘုရားသခင်ရဲ့အတွေးတော်နဲ့ရွေးချယ်ခဲ့တဲ့ဘုရားသခင်ရဲ့လူတွေဟာဘယ်လောက်မြတ်လဲဆိုတာဘုရားသခင်ကပဲသိတယ်တခါတလေကြောက်ကျွန်တော်တို့မသိဘူးဘုရားသခင်ကျွန်တော်ဘယ်လောက်ချစ်လဲဆိုတာကျွန်တော်မသိဘူးဘုရားသခင်ရဲ့အသွေးတော်ဟာဘယ်လောက်ထိတန်ဖိုးရှိလဲဆိုတာကျွန်တော်မသိခဲ့ဘူးယေရှုရဲ့အသွေးဟာဘယ်လောက်ထိတန်ဖိုးကြီးတယ်ဆိုတာကျွန်တော်တို့သိရင်ကျွန်တော်ရဲ့ဘဝလဲတန်ဖိုးကြီးမာတယ်ဆိုတော့ကျွန်တော်သိဖို့လိုတယ်ဘာဖြစ်လဲဆိုတော့ယေရှုကသူ့ရဲ့အသွေးတော်ကိုလက်ဝါးကားတိုင်းပေါ်မှာတုံပြီးတော့ကျွန်တော်တို့ကိုရွေးချယ်တယ်ရွေးနှုတ်ခဲ့တယ်ကယ်တင်ခဲ့တယ်ဆိုမှတော့ခင်များရဲ့အသက်တာဟာတော်တော်လေးကိုတန်ဖိုးကြီးတဲ့အသက်တာဖြစ်တယ်ဆိုတော့ဒီနေ့ကျွန်တော်တို့ကောင်းကောင်းသိရပါတယ်အဲကြောင့်ကျွန်တော်တို့ခုနကပြောထားတဲ့အတိုင်းပဲဆက်ဆက်ချင်းမှာဘာမှပြဿနာမရှိပါဘူးခင်ဗျားမောင်ခိုးလုပ်နေတဲ့အချိန်မှာဘာမှပြဿနာမရှိပါဘူးဖျားသခင်မကြိုက်တဲ့မွေးစီဝါစီးပွားရေးကိုလုပ်တဲ့အချိန်မှာလည်းအစပိုင်းမှာဘာမှမဖြစ်ခဲ့ပါဘူးဒါပေမဲ့2နှစ်3နှစ်4နှစ်5နှစ်ကြာလာတဲ့အခါကျတော့ဖျားသခင်ကတင့်ကိုအဲ့ဒီထဲကနေဆွဲနှုတ်ခြင်းတယ်ယောနာလို့အဲ့ဒီထဲကနေအဲ့ဒီနုံထဲနေဆွဲနှုတ်ခြင်းတဲ့အခါကျတော့ခင်ဗျားရဲ့ဘဝမှာပြဿနာတွေဖြစ်လာတဲ့အခါကျတော့ခင်ဗျားသိရမှာဖြစ်ပါတယ်ခင်ဗျားအဲ့ဒီလိုတိလာတဲ့ခါကျတော့ဒုက္ခဆင်းရဲရောက်လာတဲ့ခါကျတော့ခင်ဗျားပြန်သိရမှာပါလဲဆိုတော့ဘုရားသခင်တင့်ကိုအဲ့ဒီနုံထဲနဲ့ဆွဲခြင်းအဲ့ဒီတင်းဘောတာရှုမြို့ကိုတွားမဲ့တင်းဘောကနေပြီးတော့ခင်ဗျားကိုဆွဲနှုတ်ခြင်းခင်ဗျားကိုဘုရားသခင်ကဲတင်ခြင်းနဲ့သူတွားစေခြင်းနဲ့နိနဝိကိုတွားဖို့ဘုရားသခင်တင့်ကိုအတိပေးတဲ့အခါကျတော့တင်ချက်ချင်းအတိဝင်ပြီးတော့ဘုရားသခင်ကိုချင်းကပ်ပါဆိုတာကျွန်တော်ပြောချင်ပါတယ်ဒါကြောင့်ကျွန်တော်ဘဝမှာဘာဖြစ်လို့ strong ဘာဖြစ်လို့လေမုန်တိုင်းတွေလာလဲဘာဖြစ်လို့ကျွန်တော်ဘဝမှာအစတော့ကကောင်းပါတယ်ကျွန်တော်ဒီမကောင်းတဲ့မွေးဆေးဝါးတွေကိုကျွန်တော်လောက်ခါစားတော့ကကောင်းပါတယ်ကျွန်တော်အရက်တောက်ခါစားတော့ကကျွန်တော်ကျန်းမာပါတယ်ဟလာကျွန်တော်စစ်လိတ်တောက်ခါစားတော့ကျွန်တော်ဘာမှမဖြစ်ပါဘူးဘုရားကြောင့်လည်းကောင်းကောင်းသွားလို့ရပါတယ်ကျွန်တော်ဒီအရက်စတောက်တော့ကကျွန်တော်အားရှိပါတယ်ဟလာအားကြီးပြီးတော့ဟလာကျွန်တော်ဘုရားကြောင့်လည်းသွားပါတယ်အရက်တောက်ရင်းနဲ့လည်းကျွန်တော်ဘုရားကြောင့်သွားပါတယ်ဒါပေမဲ့နောက်ကျတော့ပြဿနာဖြစ်လာတယ်ကျမ်းမာရေးချုပ်တယ်လာဟလာတင်းရဲ့ဘဝမှာဒုက္ခဆင်းရဲတစ်ခုပြီးတစ်ခုကြုံလာတယ်တင်းစီးပွားရေးဟာလည်းပြိုလဲလာပြီဘာဖြစ်လို့လဲဆိုတော့ဘုရားသခင်ကအဲ့ဒီတင်းဘောအဲ့ဒီတာရှုမြို့ကိုတွားတဲ့တင်းဘောကနေပြီးတော့ယောနာကိုကယ်တင်တယ်လို့တင်းကိုအခုကယ်တင်ခြင်းတဲ့အခါကျတော့ဘာဖြစ်လာလဲဆိုတော့လေမုန်တိုင်းတိုက်လာခြင်းဖြစ်ပါတယ်အဲ့လိုမျိုးလေမုန်တိုင်းတိုက်လာတဲ့အခါကျတော့ခင်ဗျားယောနာလိုမျိုးဘယ်လိုဆုံးဖြတ်ချက်ချတဲ့လဲဆိုတာခင်ဗျားသိရမှာဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဘုရားသခင်ကတည့်ရဲ့ရွေးချယ်မှုကိုအစပိုင်းမှာခွင့်ပြုပါတယ်။ဒါမဲ့ခင်ဗျားဟာဘုရားသခင်ရဲ့အသွေးတော်နဲ့ရွေးချယ်ထားတယ်။ဘုရားသခင်ရဲ့အသွေးတော်နဲ့ဝယ်ယူထားတဲ့ဒီအသက်တာကိုဘုရားသခင်ကအယမ်းချစ်တဲ့အတွက်ကြောင့်ဒုက္ခဆင်းရဲတွေတစ်ခုရောက်လာတယ်။ခင်ဗျားဘယ်လိုပြောင်းလဲရမလဲ။ဘာပြောင်းလဲဖို့ရှိသေးလဲဆိုတာသိဖို့ဘုရားသခင်ကအဲ့ဒီလေမုန်တိုင်းကိုရောက်ရှိစေခြင်းဖြစ်တယ်။အဲ့ဒီလေမုန်တိုင်းကိုပို့ပြီးတော့ခင်ဗျားဘဝအသက်တာတစ်ခုလုံးပြောင်းလဲဖို့ဘုရားသခင်ကဒီလေမုန်တိုင်းကိုပို့ခြင်းဖြစ်တယ်ဆိုတာခင်ဗျားသိရမှာဖြစ်ပါတယ်အဲကြောင့်ဒီယောနာဟာအခုဒီလေမုန်တိုင်းတိုက်လာတဲ့ခါကျတော့ဒီလိုမျိုးလေမုန်တိုင်းဟာအဲ့ဒီ data တဝိုက်မှာဒီလိုမျိုးလေမုန်တိုင်းဟာမတိုက်ဘူးတဲ့ခါကျတော့အဲ့ဒီသင်္ဘောပေါ်မှာလိုက်ပါသွားတဲ့ဒီခရီးတဲ့ဘုရားသခင်ကိုမကိုးကွယ်တဲ့သူတွေဘုရားသခင်ကိုမသိတဲ့လူတွေကသိသွားပြီအမားတစ်ခုလုပ်တဲ့လူတယောက်ရှိတယ်ဆိုပြီးတော့သူတို့သိတဲ့ခါကျတော့လူတွေအားလုံးကိုဆုတောင်းခိုင်းတယ်ယောနာကိုလည်းလာနိုးပြီးတော့ယောနာတင့်ဖျားကိုဆုတောင်းပါဆိုပြီးတော့ပြောလိုက်ပါတယ်။နောက်ဆုတောင်းတာနဲ့လည်းမရက်ဘူး။တင့်ဘဝမှာဆုတောင်းတာနဲ့မရက်တဲ့ပြဿနာတွေအများကြီးရှိလာတယ်။အဲ့ဒီအချိန်မှာကောင်းကောင်းစဉ်းစားပါ။ခင်ဗျာဘာကိုပြောင်းလဲဖို့လိုလဲ။ဟာလာတင့်ဘဝမှာဘာကိုပြောင်းလဲရမလဲ။တင့်ရဲ့ဘဝမှာဘာကိုသိရှိပြီးတော့တင့်ရဲ့ဘဝမှာဘုရားသခင်မကြိုက်တဲ့အရာတစ်ခုကိုလုပ်မိရဲ့လား။ဘုရားသခင်မကြိုက်တဲ့အရာကိုလုပ်မိလားဘုရားသခင်မကြိုက်တဲ့အရာကိုရွေးချယ်မိလားဘုရားသခင်မကြိုက်တဲ့လမ်းခီးကိုတွားနေမိလားဆိုပြီးတော့စဉ်းစားဖို့ဘုရားသခင်အဲ့အချိန်မှာဘုရားသခင်အချိန်ပေးလိုက်ခြင်းဖြစ်ပါတယ်။ဒါကြောင့်ယောနာဟာလည်းဘုရားသခင်သားသမီးဖြစ်တဲ့အတွက်ကြောင့်
ယောနာကဖျားသခင်မလိုချင်တဲ့နေရာဖျားသခင်သူ့ကိုလမ်းမပြတဲ့နေရာတာရှုမျိုးကိုတွားမိတဲ့အတွက်ကြောင့်ဒီလိုမျိုးမဖြစ်စဘူးဒီဒုက္ခတွေကိုကြုံတွေ့ရခြင်းဖြစ်တယ်ဆိုတာကျွန်တော်ဒီမှာတွေ့ရပါတယ်ဒီမှာပြောမယ်ဆိုရင်တော့ယောနာလမ်းမနေလို့ဖျားသခင်ကဆုံးမခြင်းဖြစ်တယ်ဆိုတာကျွန်တော်သိရပါတယ်အဲကြောင့်ဖျားသခင်ဒီလေမုန်တိုင်းကိုပို့ခြင်းဖြစ်တယ်ဖျားသခင်ဒီလေမုန်တိုင်းကိုပို့လိုက်တဲ့ခါကျတော့ဘာဖြစ်လဲဆိုတော့ယောနာကလည်းသိလာပြီအခုလူတွေကလည်းဒီလိုမျိုးဖြစ်လာတာတခုခုမားနေပြီဆိုပြီးတော့ဟလာဟေးဒီတင်းမိုးပေါ်မှာရောက်နေတဲ့လူတွေဟိုသူတို့ကခေါ်ပြီးတော့ဘသူကြောင့်ဖြစ်လဲဆိုဒီလိုမျိုးဖြစ်လာခြင်းဟာဒီလိုမျိုးလေမုန်တိုင်းတိုက်ခြင်းဘသူကြောင့်ဖြစ်လဲဆိုတာသူတို့တင်းမိုးပေါ်မှာလိုက်ပါစီးနှင်းလာတဲ့ခရီးသည်တွေကိုသူတို့စမ်းသပ်ကြည့်တဲ့အခါကျတော့သူတို့ရဲ့နတ်ဝိဇ္ဇာတွေနဲ့စမ်းသပ်ကြည့်တဲ့အခါကျတော့ဘသူပေါ်ရောက်သွားလဲဆိုတော့ယောနာပေါ်မှာရောက်သွားပါတယ်အဲကြောင့်ဘုရားသခင်ကဟလာယောနာကိုကဲတင်ချင်းပြီးသူတို့စမ်းသပ်တဲ့အခါကျတော့ယောနာပေါ်ရောက်သွားတဲ့အခါကျတော့သူတို့ယောနာကိုပြောလိုက်တယ်ယောနာတင်းကြောင့်ဖြစ်နေတယ်ဆိုတာသူတို့ပြောလိုက်တဲ့အခါကျတော့ယောနာဘာပြောလဲဆိုတော့ငါ့ကိုဒီတင်းမောပေါ်ကနေပြီးတော့ပစ်ချလိုက်ပါဆိုပြီးတော့ပြောလိုက်ပါတယ်ဒီမှာယောနာရဲ့တွေးဟောယောနာရဲ့ပြောင်းလဲမှုဟာကျွန်တော်အတုခိုးစရာကောင်းပါတယ်ကျွန်တော်ရဲ့ဘဝအထက်မှာလဲဘာကြောင့်ကျွန်တော်ဒီဒုက္ခဆင်းရဲကြောက်နေတာလဲတင်လမ်းမှန်သိရင်တင်လုံနေတဲ့အစည်းပွားတစ်ခုတင်လိုက်လျှောက်နေတဲ့အရာတစ်ခုမမှန်ဘူးဆိုရင်ယောနာလူမျိုးဒီလမ်းမှာမပါသွားတော့ဘဲနဲ့ယောနာလူမျိုးဒီတင်းဘောပေါ်မှာစီးနှင်းချင်းမပြုတ်တော့ဘဲနဲ့ဒီတင်းဘောကနေပြီးတော့ခုန်ချပြီးတော့ဒီတင်းဘောနဲ့လုံးလုံးကင်းဝေးဖို့ယောနာကဆုံးဖြတ်ခဲ့ပါတယ်အဲ့ဒါကြောင့်ကျွန်တော်ဘဝမှာလဲကျွန်တော်ရဲ့မာယွန်းမှုတစ်ခုကျွန်တော်ရွေးချယ်ခဲ့တဲ့လမ်းတစ်ခုမားနေပြီကျွန်တော်လုပ်ခဲ့တဲ့အရာတစ်ခုမားနေပြီဆိုရင်ဒီနေရာကိုချက်ချင်းပဲဆွတ်လုပ်ပြီးတော့ဘယ်နေရာပဲသွားဟာလားကျွန်တော်တို့ဒီနေရာမားနေပြီဆိုရင်ကျွန်တော်အဲ့ဒီနေရာနေလုံးလုံးကင်းကင်းရှင်းရှင်းကြော်ဖြတ်ပြီးတော့ဆွတ်လို့ရမှာဖြစ်ပါတယ်ယောနာဟာဒီနေရာမှာသူ့ဆုံးဖြတ်ချက်ပါလဲဆိုတော့သူမားနေပြီဆိုတာသူသိတဲ့အခါကျတော့ဒီလူတွေနဲ့သင်္ဘောဆက်စီးပြီးတော့တာရှုမြုပ်ကိုသူကဆက်မသွားတော့ဘူးသူကပါလေအဲ့ဒီနေရာကနေပဲချက်ချင်းခုန်ချလိုက်တေမယ်ဆိုတာလည်း तू မကြောက်တော့ဘာဖြစ်လဲဆိုတော့ तू ဘာတဲ့အရာတခု तू သိတဲ့ခါကျတော့ तू ချက်ချင်းအဲ့ဒီနေရာနေလွတ်ဖို့ तू ကပြေးသွားပါတယ်အဲ့တော့တင်ဘဝမှာလည်းခင်ဗျားမားနေပြီတင်လိုက်ရှောက်နေတဲ့အရာတခုမားနေပြီဟာတင်လုတ်တဲ့စီးပွားရေးမကောင်းဘူးဒီမွေးစီဝါလုပ်ငန်းကိုကျွန်တော်လုပ်နေတာမကောင်းဘူးဆိုရင်အဲ့ဒီနေရာနေချက်ချင်းခုန်ချလိုက်ပါအဲ့ဒီလိုမျိုးခုန်ချမယ်ဆိုရင်ဖျားသခင်ကငါးကြီးကိုပို့ဆောင်ပြီးတော့တင့်အသက်ကိုကယ်ဖို့ဖျားသခင်ကငါးကြီးတကောင်ပို့ပါလိမ့်မယ်ယောနာလည်းသူခုန်ချလိုက်တာနဲ့ဖျားသခင်အဲ့ငါးကြီးကိုချက်ချင်းပို့ဆောင်ပေးလိုက်ပါတယ်ဒီနေ့မှာလူတော်များများကမွေးစီဝါတွေလုပ်တယ်ဟာမကောင်းတဲ့စီးပွားရေးလုပ်တယ်ဟာငါတို့ဒီစီးပွားရေးမလုပ်ရင်ဟာဘယ်လိုအသက်ရှင်မလဲဟာကျွန်တော်ဖျားရှိခိုးတဲ့နေ့မှာကျွန်တော်အလုပ်လုပ်နေတယ်သူတွေဖျားကြောင်းသွားနေတယ်ဟာအလုပ်လုပ်နေတယ်ဟာငါဒီအလုပ်မလုပ်ငါဘဝဘယ်လိုသွားနိုင်မလဲငါရဲ့မိသားစုငါဘယ်လိုကျွေးမွေးနိုင်မလဲဆိုပြီးတော့လူတွေက complain တက်နေတယ်ဒါပေမဲ့ခင်ဗျအဲ့ဒီနေရာကနေချက်ချင်းရက်ပြီးတော့အဲ့ဒီနေရာကိုစွန့်လွတ်လိုက်ရင်ဖျားသခင်ကယောနာလိုမျိုးငါးကြီးတကောင်ကောင်းကြီးမင်္ဂလာကိုချက်ချင်းခင်ဗျားကိုဆင့်ခေါ်ဖို့ခင်ဗျားကိုချက်ချင်းဒီငါးကြီးကိုပို့ပေးလိုက်မယ်ခင်ဗျားဒီနေရာနေကင်းလို့ဖို့ဒီနေရာနေပြီးတော့ခင်ဗျားထွက်သွားလိုက်တာနဲ့ဖျားတွေကငါးကြီးတကောင်ကိုပို့ပြီးတော့တင့်အသက်ကိုကယ်နိုင်တဲ့ဖျားဖြစ်တယ်ဆိုတာခင်ဗျားဒီနေ့လုံးလုံးဝန်ခံပြီးတော့ယုံကြည်ရမှာဖြစ်ပါတယ်အဲ့ဒါကြောင့်ယောနာဟာလည်းအဲ့ဒီနေရာနေသူချက်ချင်းစွန့်ခွာလိုက်တယ်အဲ့ဒီနေရာနေသူထွက်ပြေးလာတဲ့ရေထဲခုန်ချလိုက်တာနဲ့ဘုရားသခင်ကဒီငါးကြီးကိုပို့ဆောင်ပေးလိုက်ပါတယ်ဒီငါးကြီးဟာဘုရားသခင်ပဲဖြစ်ပါတယ်တန်ရှင်တော်ဝိညာဉ်တော်ပဲဖြစ်ပါတယ်တင်မလုံနိုင်တဲ့အရာတစ်ခုကိုဘုရားသခင်ကလုပ်ပေးလိုက်တယ်တင်ကဒီမှာငါဒါမလုပ်ရင်ငါဒါဒီအလုပ်ကိုမလုပ်ရင်ဒါမှမဟုတ်ငါဒီစီးပွားရေးမလုပ်ရင်ငါဘယ်လိုသက်ရှင်နိုင်မလဲဆိုပြီးတော့ခင်ဗျားစိတ်သက်ကြနေတဲ့ရွေးချယ်နိုင်မဲ့လမ်းခီးမရှိနေတဲ့အချိန်မှာခင်ဗျားအဲ့ဒီနေရာကိုစွန့်လွတ်လိုက်ပါခုန်ချလိုက်ပါအဲ့ဒီနေရာကိုစွန့်ပစ်လိုက်ပါဘုရားသခင်ကဒီငါးကြီးတကောင်ကိုတင်အတွက်ပို့ဆောင်ပေးပြီးတော့ခင်ဗျားချမ်းသာရာနေရာချမ်းသာမဲ့နေရာဘုရားသခင်ပို့ဆောင်ခြင်းနဲ့လမ်းကိုဘုရားသခင်ဆက်လက်ပို့ဆောင်မှာဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဘုရားသခင်ကဂရုဏာတော်နဲ့ပြည့်စုံတဲ့ဘုရားဖြစ်တယ်။ချစ်ချင်းမေတ္တာနဲ့ပို့ဆောင်တဲ့ဘုရားဖြစ်ပါတယ်။ခင်ဗျားမလုပ်နိုင်တဲ့အရာကိုဘုရားသခင်လုပ်ပေးနိုင်တဲ့ဘုရားဖြစ်ပါတယ်။ဘုရားသခင်ကတင်အဲ့ဒီနေရာနေစွန့်ခွာဖို့တင်မကောင်းတဲ့လမ်းကိုလိုက်နေရင်အဲ့ဒီနေရာနေစွန့်ခွာဖို့ဘုရားသခင်အလိုရှိတယ်။ဘုရားသခင်ကတင်အတွက်အမြဲတမ်းရည်ရွယ်ချက်ရှိတယ်။
ယောနာလေသူ့အမားကိုတီးပြီးတော့အဲ့တင်ဘောပေါ်ကနေခုန်ချလိုက်တဲ့ခါကျတော့ငါကြီးတကောင်ကလိုက်တယ်နေသူတင့်ဘဝမှာလည်းဘုရားသခင်ကအကောင်းကြီးမင်္ဂလာအလုံးစုံနဲ့တင့်ကိုအမြဲတမ်းကြိုးစုံနေမှာဖြစ်ပါတယ်ခင်ဗျားရဲ့ဘဝမှာဘာမှကြောက်စရာမရှိဘူးဆိုတာကျွန်တော်သိရပါတယ်ကျွန်တော်ဘဝမှာဘုရားသခင်ကအရာရာအားလုံးကိုဘုရားသခင်ကပိုင်တနေတယ်ဆိုတာကျွန်တော်သိရမှာဖြစ်ပါတယ်ခင်ဗျားဘဝမှာလမ်းစပြောက်နေပြီခင်ဗျားလုပ်နေတဲ့စီးပွားရေးကမကောင်းဘူးငါဒီမိုးရေးစီးပွားအလုပ်တွေကိုလုပ်နေတယ်မကောင်းတဲ့အရာကိုလုပ်နေတယ်ဒါမကောင်းဘူးဒါပေမဲ့ငါရဲ့မိသားစုကိုငါကြွေးမွေးရအောင်မယ်ဟာငါရဲ့ငါဘဝမှာငါဒီသားသမီးတွေကိုကြောင်းထောက်ပံ့ရအောင်မယ်ငါဘယ်လိုလုပ်ငါဒီဟာကိုစွန့်လွတ်လိုက်ရင်ငါဖြစ်နိုင်ပါမလားဆိုပြီးတော့စဉ်းစားနေတဲ့အချိန်မှာခင်ဗျားယောနာလိုမျိုးအဲ့ဒီတင်းဘောပေါ်ကနေခုန်ချလိုက်ပါအဲ့ဒီဒုစရိုက်ထဲကနေပြီးတော့ခုန်ချလိုက်ပါဘုရားသခင်ကသူ့မြတ်တာသူ့ရဲ့စေတနာသူ့ရဲ့ချစ်ချင်းနဲ့ပြည့်စုံတဲ့ငါးတကောင်ကိုပို့ဆောင်ပါလိမ့်မယ်ဘုရားသခင်ကတင်တွားနေတဲ့လမ်းမကောင်းတဲ့လမ်းကိုပိတ်ပင်ခြင်းနဲ့ဘုရားဖြစ်တယ်ဘုရားသခင်ကပိတ်လိုက်မယ်ဘုရားသခင်ကချစ်ချင်းမေတ္တာရှိတဲ့ဘုရားဖြစ်တဲ့အတွက်ကြောင့်ဒီမကောင်းတဲ့လမ်းတွေကိုပိတ်ပေးလိုက်မယ်ဘုရားသခင်ကပိတ်လိုက်တဲ့အခါကျတော့တင်တိလိုက်တဲ့အခါကျတော့ဒီမကောင်းတဲ့နေရာခင်ဗျားရောက်နေတဲ့နေရာလေးခင်ဗျားခုန်ချလိုက်ပါထွက်ပြေးလိုက်ပါဘုရားသခင်ကတင့်ကိုအကောင်းဆုံးပြင်ဆင်ပေးလိုက်မယ်ဒီယောနာဟာလည်းသူခုန်ချလိုက်တဲ့အခါကျတော့ငါးကြီးကသူ့ကိုပို့ဆောင်ပေးတယ်ဘုရားစေလွှတ်ခြင်းနဲ့နေနေဝိမြို့ကိုရောက်သွားတယ်သူအဲ့ဒီနေရာကိုရောက်သွားတဲ့အခါကျတော့ဘုရားစေခိုင်းတဲ့အတိုင်းဘုရားတရားကိုပြောလိုက်တဲ့အခါကျတော့နေနေဝိမြို့ထဲမှာရှိတဲ့လူတွေအားလုံးပြောင်းလဲသွားတာဖြစ်ပါတယ်ဘုရားသခင်ကတင့်ကိုဒီနေ့အသုံးချခြင်းပါတယ်တင်တွားနေတဲ့လမ်းမကောင်းဘူးတင်လုပ်နေတဲ့အလုပ်တစ်ခုကမကောင်းဘူးဘုရားသခင်ရဲ့နှုတ်ကပတ်တော်နဲ့တိုက်ဆိုင်ခြင်းမရှိဘူးဘုရားသခင်အတွက်ကောင်းမြတ်မဲ့အရာမဟုတ်ဘူးတင်လုပ်နေတဲ့အရာအမားတစ်ခုဖြစ်နေတယ်ဆိုတာခင်ဗျားဒီနေ့သိရှိရင်ယောနာလူမျိုးစွန့်လွတ်လိုက်ပါခုံချလိုက်ပါဘုရားသခင်တင့်ကိုကောင်းချီးမင်္ဂလာများစွာနဲ့လုံလောက်တဲ့ကောင်းချီးမင်္ဂလာလုံလောက်တဲ့ချစ်ချင်းမေတ္တာနဲ့ခင်ဗျားကိုအမြဲတမ်းစောင့်နေတယ်ခင်ဗျားကိုအမြဲတမ်းပို့ဆောင်မယ်ဆိုတာကျွန်တော်ဒီနေ့ပြောချင်ပါတယ်ဘုရားသခင်တင်တို့အားလုံးပေါ်မှာကောင်းချီးမင်္ဂလာချပေးပါစေ